ပွဲဟာဂုံယူလောက်ပါပြီတဲ့အပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထိတ်မှန်လို့အောင်ဝဲချိန်တဲ့တိမ့်တိမ့်မဆဲတဲ့နှစ်ဖက်သူအသိဝိုင်းအပေါင်းအသင်းများရဲ့အေးဆောင်ခံမှာကိုယ်လေးရွှေလာမီလိုဝေးပါပါမင်းတို့မျက်နှာချက်တီးပြလာတယ်ချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးသူတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးသူတို့သားမင်းတို့အကြောင်းလူနဲ့မြမကောင်းကြီးဩဘာလန်တွေပြီးတယ်လေးပြီးတယ်မင်းတို့ချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ်ချစ်တိုင်းများရဲ့ဒီဘဝတာကျင်းစာဦးမောင်မေစိတ်ရောရွှေရောနေနေလာလို့လိတ်ဖက်နေတဲ့တငယ်ချင်းတို့အရွယ်ဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးသူတို့သားမင်းတို့အကြောင်းဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးသူတို့သားမင်းတို့အကြောင်းလူနဲ့မြမကောင်းကြီးဩဘာရန်တွေပြီးတယ်လေးပြီးတယ်မင်းတို့အချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ်ချစ်တိုင်းများရဲ့ဒီဘဝတာကျင်းစာဦးမောင်မေစိတ်ရောရွှေရောနေနေလာလို့လိတ်ဖက်နေတဲ့တငယ်ချင်းတို့ရွယ်ပစ္စည်းဥစ္စာပေါ်ထွေးဝရဲဇောတိကပုံပမာနဲ့ကြောင်ညာခတ်သိမ်းကြီးငိမ့်နေလေးပြားတွေလည်းခင်းဝေးနေပငယ်ချင်းတို့မင်္ဂလာမောင်းနေကာယစိတ်ဓာတ်ဒုက္ခပြေဝကြစီမှန်တကယ်အသက်ရာရောရှိစီကြောင်းပေါင်းနေတာတောင်းစုပြလိုက်ရဲ့တငယ်ချင်းတို့မင်္ဂလာပွဲဟာဂုံယူလောက်ပါပြီတဲ့အပေါင်းအသင်းများတွေမိတ်ဆုံပြန်လဲပေါင်းစည်းမိတဲ့အထိတ်အမှတ်လို့အောင်ဝဲချိန်တဲ့တိမ့်တိမ့်မဆဲတဲ့နှစ်ဖက်သူအသိဝိုင်းအပေါင်းအသင်းများရဲ့အေးဆောင်ခံမှာပေါ်လေရွှေလာမီလိုဝေးပါပါမီတို့မျက်နှာချက်တီးပြလာတယ်ချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးတို့သားမင်းတို့ကြောင့်ဒီချိန်ခါသမယမင်္ဂလာပွဲကြီးကျင်းပါတဲ့သူတို့သမီးတို့သားမင်းတို့ကြောင့်လူနဲ့မြမကောင်းကြီးဩဘာရန်တွေပြီးတယ်လေးပြီးတယ်မင်းတို့အချစ်ဟာကဘာမြေတလွားမှာပြိုင်ဆန်းရှားပြီကွယ်